ခင်ဗျားဘွားရဲ့အမြင်ကိုပြောင်းလဲစေမယ်ဆက်လန်တဲ့ဘက်ကိုကျွန်တော်ပြပြပေးတော့မှာဖြစ်ပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကရုရှားစာရေးဆရာကြီးလီယက်တော့စထရိုင်းကမိကွန်တုတ်ခုကိုမေးခဲ့တယ်နံပါတ်1လူသားတွေရဲ့ယင်ထဲမှာပါရှိတယ်လူသားတိုင်းမှာပါရှိတယ်နံပါတ်2လူတွေဘာကိုမသိကြလားလဲနံပါတ်3လူတွေဘာနဲ့သက်ရှင်ကြလဲဆိုတဲ့မိကွန်တုတ်ခုပဲဖြစ်ပါတယ်ဆိုင်းမွန်ဟာဖဏချုပ်သမားတရားပါသူကလမ်းဘေးမှာဒုက္ခရောက်နေတဲ့ဇိမိုက်ကယ်ကိုခေါ်လာခဲ့တယ် Don't worry, you are safe now. မိုက်ကယ်ကသူ့စီရောက်ပြီးတဲ့အချိန်မှာဆိုရင်ဒုက္ခပဲသူလုပ်တယ် Eat this, you must be hungry. အဲ့ဒီမှာမိုက်ကယ်ပြလိုက်တာကဇိတဲ့စီမှာတော့ကျင်နာတဲ့အကျင်နာတဲ့ရှိတယ်ဆိုတော့လူတွေရဲ့ယင်ထဲမှာပါရှိလဲမေတ္တာတရားရှိတယ်ဆိုတော့သူသိလိုက်တယ်အဲကြောင့်သူပထမဦးဆုံးသူပြောတယ်ဒုတိယကြိမ်ပြောတာကစိုက်မွန်စီမှာတထေးကြီးတယောက်တနစ်ခံမဲ့ဖဏကိုလာရတယ်ဒါပေမဲ့အဲ့ဒီတထေးကညကျင့်သူသိတော့မယ်ဆိုတာသူမသိဘူး Make me boots that will last a year without losing shape. I will, my lord. He won't. လူတွေဟာမိမိတွေ့တဲ့ကယ်ဘာလို့အားလဲဆိုမတိကြဘူးနောက်ဆက်တစ်ခါမိုက်ကပြောတာကမိခေရင်မရှိတော့တဲ့ကလေးနီယောက်ကိုသစေမျိုးသမီးတရားကမြစ်တတိအပြင်းနဲ့ပြုစုနေတာကိုသူတွေ့လဲရတဲ့ချိန်မှာသူပြုံးနေကြတယ် Now I know. That all men live not by care for themselves, but by love. တကယ်တော့ကျွန်တော်တို့အားလုံးဟာမြစ်တတရားနဲ့ပဲတည်မြဲနေတာပါဒါဆိုရင်အဲ့ဒီအဖြစ်ကိုခင်ဗျားတို့သိသွားပြီတဲ့လူတွေဘာလဲနေတယ်လဲဆိုတာခင်ဗျားတို့သိသွားပြီထင်တယ်